အခုကအခုတန်ခါနဲ့ခင်ဗျားတို့နီးတယ်တရားနာလို့ရတယ်နော်တရားအားထုတ်လို့ရတယ်တော့ကြဘုန်းကြီးဝင်လို့ရတယ်တော့ကြလူထွက်ပြီးအရက်တော့ခွဲရိုက်လို့ရတယ်တော့ကြဘုန်းကြီးပြန်ဝင်မယ်တရားထိုင်မယ်လူဘဝကြိုက်တယ်လို့လုပ်လို့ရတယ်လူဆိုတာဘုံကြီးလို့လူဖြစ်တာမြတ်စွာဘုရားဖရာဖြစ်ဖို့အတွက်ယဉ်နီးရတာဘယ်ဘုံမှာယဉ်နီးရနော်လူဘုံမှာပဲယဉ်နီးရတာလူဘုံမှာယဉ်နီးတဲ့အခါမှာခွေးဖြစ်ဖြစ်နွားဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပဲဒါပေမဲ့ရတဲ့ဘဝမှာပါရမီ7 ပါးဖြည့်ရတယ်ဖြည့်လို့နတ်ဖြစ်သွားရင်အဋိဌာန်နဲ့တပ်ပြီးလူပြည်ပြန်ချနတ်စည်းစိမ်ခံစားအချိန်ပြုံးနေဆိုပြီးတော့အကယ်၍နိခမပါတယ်မှုနဲ့တောထွက်လို့ဗြဟ္မပြည်ရောက်ဝိုင်းအဋိဌာန်နဲ့တပ်ပြီးတော့လူပြည်ပြန်ချခွေးဖြစ်ဖြစ်နွားဖြစ်ဖြစ်ဘာဖြစ်ဖြစ်နော်လူပြည်မှာပဲတို့အခုဖင်ခုထိုင်နေတဲ့လူပြည်လူကဘာကြီးမှာပဲတပ်ပိညုဏညာရဖို့အထောက်ပံ့ပြုနိုင်တဲ့ဌာနကတို့ဖင်ခုထိုင်နေတဲ့လူဌာနဒီလူထိုင်လူဌာနကြီးကိုမမေ့နဲ့အဲ့ဒီမှာအချိန်ဖြုံးနေုံနဲ့မပြီးဘူးဆိုတာကိုထောက်ပြနေတာအဲ့တော့လူပြည်လူဖြစ်ဖို့ဆိုတာနော်ဘုရားပြောရဲ့ပါရမီဖြည့်ဖို့တောင်မှလူပြည်မှာပဲဖြည့်ရတယ်အဲ့တော့ဘုရားဖြစ်တော့ဘယ်ခန္ဓာနဲ့ဖြည့်ရလဲနတ်ခန္ဓာဗြဟ္မခန္ဓာဘုံကြီးတယ်ဆိုပြီးနတ်ဗြဟ္မနဲ့ခန္ဓာနဲ့ဘုရားဖြစ်လို့ရလားဘယ်ခန္ဓာနဲ့ဖြစ်ရလဲမှတ်ထားတော့တို့လူဖြစ်နေတဲ့လက်ရှိလူခန္ဓာဟာဘုံကြီးလုံးအားကြီးလို့ဖယားဖြစ်တော့လူခန္ဓာနဲ့မှဖြစ်လို့ရတာဖယားဖြစ်တော့နတ်ပြည်မှာဖြစ်တာလားလူပြည်မှာဖြစ်တာလားဩတို့ဖင်ခုထိုင်နေတဲ့လူပြည်ကြီးမှာဖြစ်ပါလားဖယားဖြစ်ဖို့ပါရမီဖြည့်တဲ့အထောက်ပံ့ကလည်းတို့ဖင်ခုထိုင်နေတဲ့လူပြည်မှာမှပြုလို့ရပါလားအလုံးစုံသောတတ္တဝါတွေရဲ့နော်ဆရာဖြစ်တဲ့ဘုန်းတော်တကူတော်ဉာဏ်တော်မေတ္တာတော်ဘုရားတော်အနန္တဖြစ်တဲ့ဘုရားခန္ဓာတို့လူခန္ဓာနဲ့မှဖြစ်လို့ရပါလား။အော်တို့လူခန္ဓာကအလွန်ဘုံကြီးပါလား။တန်ဖိုးကြီးပါလား။တို့လူသားတွေနေတဲ့ကဘာကြီးဟာအလွန်တန်ဖိုးကြီးပါလားလို့အဲ့ဒါတွေကိုကောင်းနေထဲဖို့လိုတယ်။